လေးမင်္ဂလာပါ မင်္ဂလာပါ ကိုကဒီနေ့ဆုံတဲ့ဟာမှာဒီလိုတော့အခုဒီဖြတ်တန်းလာတဲ့အတွေ့အကြုံလေးတွေရယ်နောက်ပြီးတော့ဒီကိုကပြောချင်တဲ့အကြောင်းအရာလေးတွေပေါ့အဲ့ဒါကိုသိစေချင်လို့ပေါ့နော်အဲ့တော့သူသဖြင့်ညီလေးကဟိုးရင်တွေကဒီ clean ရန်ကုန်စပြီးတော့ထူထောင်လာတယ်ထူထောင်လာပြီးတဲ့ခါကျတော့အခုဒေါ်လာရင်းကာလမှာလည်းဒီလူနဲ့အတူတူအဲ့လိုတရားလဲပြတ်လာတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီလေ clean ရန်ကုန်လေးစပြီးတော့ထူထောင်ဖြစ်တဲ့အကြောင်းလေးနည်းနည်းလေးပြောပြပါလားကျွန်တော်တို့ဒီရန်ကုန်မှာပေါ့နော် Pride တွေလောက်ကြတယ်မြန်မာနိုင်ငံမှာ Pride တွေတော်တော်များလောက်ကြတယ်ဒါပေမဲ့ကျွန်တော်တို့က Pride တွေကခေါင်းစဉ်တွေကွဲနေကြတာပေါ့နော်ခေါင်းစဉ်တွေကွဲပြီးမဲ့တူရတစ်ခုကတော့ကိုယ်နိုင်ငံမှာရှိတဲ့ဒီကောင်းကျိုးတွေလောက်ကြတယ်ပေါ့နော်ကိုပြည်သူပြည်သားတွေကောင်းဖို့အတွက်တစ်ဖက်တစ်လမ်းကအစိုးရမလုပ်နိုင်တဲ့ဟာမျိုးတွေလက်လန်းမမီတဲ့ဟာမျိုးတွေပေါင်းလုပ်ကြတယ်ဆိုတာမျိုးတွေလုပ်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ရှိမှာခေါင်းစဉ်တစ်ခုကဘာပြောင်းနေလဲဆိုတော့ရတန်ရှင်းတာရဲ့စပါရေးဆိုတာကိုတိတ်မလုပ်ကြဘူးပေါ့အဲ့မျိုးလုပ်တဲ့လူကရှိလို့ရှိရင်နဲတယ်ပေါ့နော်အရင်ကြီးနဲ့မတွင်ကျင်နေဘူးဒီဖះเจ้าကနေမှာအပတ်စဉ်တန်ရှည်နေ့စဉ်တန်ရှည်လုပ်နေကြရှိပေမဲ့ဒီကိုမျိုးကိုရောတန်ရှည်လာပါဖို့ဆိုတာမျိုးကြောင့်တိတ်မလုပ်ကြဘူးပေါ့ကျွန်တော်တို့ဒီ Brighter အသင်းအဖွဲ့စုပြီးတော့ငါတို့စုစည်းအားနဲ့ငါတို့လူငယ်စုစည်းအားနဲ့ကိုနိုင်ငံတန်ရှင်းတာရလှပအောင်လုပ်ကြမယ်ကိုဒီမှာကျွန်တော်တို့ခေတ်ဆက်ဆက်ကပျက်စီးယူရင်းလာတဲ့အမှုချင်းအစိုးရရှိတယ်လူတိုင်းမှာပေါ့နော်အမှုချင်းအစိုးတွေကိုငါတို့ဒီလူတွေစုပြီးတော့တက်တန်တော့ပြောင်းကြမယ်ဝိုင်းကြမယ်ဆိုပြီးကျွန်တော်တို့ဝိုင်းပြီးတော့လုပ်ဖြစ်ကြတယ်ဗျာအဲ့တော့အဲ့လို idea ကဘယ်လိုသွားပြီးတော့တွေးမိတာလဲညီလေးခုနကပြောသလိုပေါ့ကျွန်တော်တို့ဒီPride အသင်းအဖွဲ့တွေကိုစီလောက်ကြတယ်ပေါ့နော်လောက်ကြတဲ့နေရာမှာစူစီးလောက်တဲ့အားအင်မတန်နဲတယ်ကိုကျွန်တော်ဆိုတဲ့ကျွန်တော်တို့အသင်းအဖွဲ့တွေဒီအယောက်350တရားပေါ့နော်စုပြီးလောက်ကြတယ်ပွဲလန့်ဟိုကောင်းကျိုးတွေဒီကလေးတွေအတွက်ပညာရေးကျန်းမာရေးအားတွေဝိုင်းကူတယ်တခြားအဖွဲ့တွေဆိုလူနာတင်ကူနေတဲ့အဖွဲ့တွေရှိတယ်ဒါပေမဲ့ဒီအဖွဲ့တွေကစူစီးပြီးလောက်တဲ့ဟာမျိုးကြတော့တိတ်မရှိဘူးအဲ့တော့ကျွန်တော်တို့ကဒီအများနဲ့စူစီးလို့ရင်ပို့ပြီးတော့အောင်မြင်တယ်ပို့ပြီးထိရောက်တယ်ဆိုတာမျိုးတွေကိုကျွန်တော်ကပြကျင်တယ်ပေါ့နော်ပြကျင်တယ်ဒီ message တစ်ခုကိုလည်းပြည်သူလူထုကိုပေးကျင်တယ်အဲ့တော့ကျွန်တော်တို့ကဒီလူတွေအကုန်လုံးကိုစုတယ်စုပြီးအခါကျတော့အသင်းအဖွဲ့တွေပေါ့အသင်းအဖွဲ့တွေစုတယ်ငါတို့တူကောင်းလဲရအောင်ငါတို့ရွေးကြမယ်ရွေးအောင်လုပ်ကြမယ်ဆိုပြီးတော့ပဲဒီလူတွေကိုစပြီးစုတယ်အဲ့တော့အကြမ်းများအဖြစ်ကတော့ဒီအခု clean ရန်ကုန်ဆိုလည်းရန်ကုန်မှာအခုမြောင်းရေနုံမြောင်းဆယ်တာတွေရောဘာတွေအများကြီးပဲလုပ်တော့လေဒီဟာတကယ်တွေးကြည့်မယ်ဆိုရင်တော့တကယ်ညညပပပေးပေးတွေလုပ်ကြရတာပေါ့နော်အဲ့တော့တကယ်လုပ်တဲ့လူငယ်တွေကအဲ့လိုဒီလိုအလုပ်တွေလုပ်ရမယ်လူငယ်တွေမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒီဟာမျိုးကနေပြီးတော့လူအများလဲပါဝင်လာအောင်နောက်ပြီးတော့ကိုယ်တိုင်ကလည်းဒီလိုတန်ရှင်းတရားမှုကိုဖြစ်အောင်လို့ပြောတယ်ဆိုမယ်အကုန်လုံးညညပပနဲ့ဒဏ်ရာတွေလည်းရတာအခုသတိထားမိတယ်လေအဲ့တော့မျိုးစုံအဲ့လိုအခက်ခဲမျိုးစုံကြုံတဲ့အခါမှာခါလေကြတော့ဒီလိုလုပ်ဖို့ဆိုတဲ့ဟာဝင်လေးတတ်တယ်လေလူတွေရဲ့စိတ်ထဲမှာပေါ့နော်အဲ့ဒီဟာတွေအတွက်ကဒီမှာလူငယ်တယောက်တည်းကနေပြီးတော့ဒါမျိုးလုပ်တယ်ဆိုတာတွေမဟုတ်ဘဲနဲ့တကယ်အင်းနဲ့အားနဲ့ပေါ့နော်ယာနဲ့ချီတဲ့လူတွေကပါဒီလိုထဲမှာပါလာတဲ့အထိဖြစ်လာဖို့အတွက်ကစိတ်ကဘာတွေကသွားပြီးနှိုးဆော်အဓိကတော့ဒီကျွန်တော်တို့ကဘယ်ရာပဲမဆိုတော့နော်ကိုယ်တိုင်ကပြောင်းကျင်တဲ့စိတ်ရှိမှာပဲပြောင်းမှာပေါ့ကျွန်တော်တို့ပြောင်းကျင်တဲ့စိတ်ရှိအောင်လို့ကျွန်တော်တို့ကဒီစံပြားရည်လို့တော့မသုံးချင်ပါဘူးကိုယ်တိုင်ကဝင်ပြီးတော့ပူပေါင်းပါဝင်စေချင်တာပေါ့နော်အဲ့လိုပဲဖြစ်တော့ကျွန်တော်တို့ကကိုယ်တိုင်ပဲငါတို့အသက်အရွယ်ဖြစ်နေပြီးငါတို့ကဒါတွေလုံးဆရာမလို့ဆိုတာမျိုးမရှိဘူးကျွန်တော်တို့ရှိမှာကလာပြီးလောက်အားပေးတဲ့မှာခလေးတွေကအစအရွယ်ဆုံးတော့လူငယ်လူကြီးအကုန်လုံးပါတယ်ဒီအဲ့မှာလာပြီးလောက်အားပေးတဲ့လူတွေကိုကြည့်လိုက်မယ်ဆိုရင်အသက်အရွယ်မျိုးစုံဖြစ်တယ်လို့ပဲဒီစင်တန်းခွဲရတော့မဟုတ်ဘူးเนาะဒီအနေထားပေါ့အနေထားမျိုးစုံပါဝင်တယ်ရုံးဝန်ထမ်းပါမယ်ကုမ္ပဏီအရာရှိပါမယ်နောက်တစ်ခါကျတော့ဒီစီးပွားရေးလုပ်ငန်းရှင်တွေပါမယ်အကုန်လုံးကအစလာပြီးတော့စိတ်တစ်ခုနဲ့လာပူပေါင်းကြတာဒီလူတွေကဘာစိတ်ရှိလဲဆိုတော့ခုနကကျွန်တော်ပြောသလိုပဲကောင်းစေခြင်းနဲ့စိတ်ရှိတယ်ပြောင်းစေခြင်းနဲ့စိတ်ရှိတယ်ဒီရန်ကုန်မြို့တစ်ခုတည်းကမဟုတ်ဘူးငါတို့နိုင်ငံတိုးတက်စေခြင်းနဲ့ကောင်းပြုပြင်ပြောင်းရေးမှာကိုယ့်ရဲ့လုံအားလေးပါဝင်စေခြင်းနဲ့အဲ့စိတ်နဲ့ပဲဒီလိုလာပြီးပူပေါင်းကြတာပေါ့နော်ဒီလူတွေကိုကြည့်ပြီးတော့ပထမလှုပ်တဲ့အချိန်မှာတော့လူကနဲတယ်ဒါပေမဲ့သူတို့တော့လှုပ်နေတာငါတို့လည်းလှုပ်ကြမယ်သူတို့လှုပ်တာငါလည်းဒါလေးလှုပ်ကြမယ်ဆိုပြီးတော့ပဲတစ်စက်စကားတစ်စက်နဲ့ကျွန်တော်တို့ဒီမီဒီယာတွေမှာပါတာတွေရှိမယ်ကျွန်တော်တို့တွေဝိုင်းဝန်းပြီးတော့နှိုးဆော်တာတွေရှိမယ်ဒီပြားရဲ့တစ်စက်ပဲလူချင်းဆောင်ပြီးတော့ပဲကျွန်တော်တို့ဖြည်းဖြည်းနဲ့ပူပေါင်းပါဝင်မှုများလာတာပေါ့နော်အဲ့တော့အဲ့ဒီတုန်းကအခုသတိထားမိတယ်လေဥမာဖြင့်
ဒီရေလုံးမြောင်းကြီးတစ်ခုကိုဆယ်လိုက်တယ်တိတ်မကြောက်အဲ့ထက်အမိုက်တွေပြန်ရောက်လာတယ်တော့အဲ့ဒီဟာမျိုးတွေမှာတကယ်ကြတော့ဟိုပြည်သူလူထုရဲ့တဦးချင်းရဲ့ပူပေါင်းပါဝင်မှုတို့ဘာလို့အဲ့ဒီဟာတွေကဟိုဘယ်လောက်ထိဆက်လုပ်ဖို့လိုမယ်ထင်တယ်ကျွန်တော်တို့ကတော့ဟိုကိုယ်ဝင်လင်းပြောရရင်ကျွန်တော်နိုင်ငံကအရာရာနှိမ့်ကြခဲ့တဲ့နိုင်ငံပေါ့နော်ဒီတမိုင်းစင်ဆက်အရာဟိုအရာနှိမ့်ကြရဆိုတာကကျွန်တော်တို့ဒီစစ်အာဏာရှင်ကြောင့်လည်းပါတာပေါ့နော်ဒီသူတို့ရဲ့ဒီလူမျိုးဖြစ်ခဲ့တဲ့တမိုင်းကြောင့်မှဆိုကျွန်တော်တို့ဒီအဖက်ဖက်ကနေကြတယ်ဖွံ့ဖြိုးဖို့ကြိုးစားနေကြတယ်ဖွံ့ဖြိုးတဲ့နိုင်ငံလေးပဲရှိသေးတယ်ဒီအရသာအစိုးရလက်ထက်မှာပေါ့နော်အဲ့လိုမျိုးအခြေအနေမှာကျွန်တော်တို့တူတယောက်ချင်းစီအမှုအချင်းတွေကဒီမကောင်းတဲ့စိတ်တွေများလာကြတာပေါ့အလွယ်တကူပေါ့နော်အလွယ်တကူကိုလက်ထက်ကအမိုက်ကိုအသုံးမလို့အမိုက်ကိုလွယ်ရင်းတကူပဲပြစ်လိုက်ကြတာမျိုးရှိတယ်အမိုက်ပုံးတွေထားပြီးပေါ့ဆိုတော့ကျွန်တော်တို့ဟိုကိုယ့်ရဲ့အပြစ်ကိုဖုံးကွယ်ခြင်းနဲ့ဒီစင်ကြေတွေလည်းရှိကြတယ်ပေါ့အမှန်မိုးမရှိလို့ပြစ်ရတာမဟုတ်ဘူးအမှန်မိုးရှိနေအောင်သွားပြစ်လို့ရတယ်ပေါ့နော်အဲ့လိုပဲနောက်ဖေးလန်းကြားအထက်မြက်အဆောက်အဦတွေများတဲ့အခါကျတော့ကိုယ်အပေါ်ကနေပြီးအောက်ထက်ထိမစင်တော့ဘူးနောက်ဖေးလန်းကြားကိုလွယ်တကူပြစ်တဲ့အခါကျတော့နောက်ဖေးလန်းကြားမှာအမိုက်တွေတော့မြင်မကောင်းတာတွေဖြစ်လာပေါ့အဲ့လိုမျိုးဆိုတော့ဒါတွေကလူတူတယောက်ချင်းအမှုချင်းဇိုးတွေကိုကျွန်တော်တို့ကဒီလူတစုလူအင်အားနည်းနည်းလေးကချက်ချင်းပြင်လို့တော့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုပြင်လို့ရမလဲဆိုတဲ့အခြေခံအုံမြစ်ကိုကျွန်တော်တို့တစုတစည်းရဲ့ဝိုင်းဝန်းပြီးအဖြေရှာကြမယ်ဝိုင်းဝန်းပြီးပူးပေါင်းလို့ဆောင်ကြမယ်ဆိုဒါကနှစ်တရက်ထင်းရညမှာရမယ်တစ်လရညရမယ်တစ်နှစ်ရညမှာရမယ်ဒါပေမဲ့ဒီနှစ်ကာလကြာတဲ့အခါမှာအခြေခံအုံမြစ်တွေခိုင်မြဲသွားပြီဆိုရင်ဒီကောင်းတဲ့အမှုချင်းတွေလက်ဆင့်ကမ်းမသွားနိုင်ဘူးဆိုတော့ယုံကြည်ကြရောက်ပဲကျွန်တော်တို့လုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကောင်းတဲ့အမှုချင်းတွေကိုစီမှာမရှိသေးလို့ဒီလိုမျိုးတွေဆက်ဖြစ်နေတာကိုကျွန်တော်တို့ကသုံးသပ်တယ်ကြာဟုတ်ကဲ့အဲ့တော့အကိုမှတ်မိသလားဆိုရင်အဲ့တော့ညီလေးတို့ clean ရန်ကုန်ကနေ clean မန္တလေးတို့ clean မော်လမြိုင်တို့အဲ့ဒါမျိုးတွေမြို့တွေပြီးတဲ့အခါမှာ clean မြန်မာအထိကိုညီလေးတို့ရည်ရွယ်လာခဲ့တယ်ပေါ့နော်ဒါမဲ့ဒီအာနာသိန်းခံလိုက်တဲ့နောက်ပိုင်းကျတော့အဲ့ဒီဟာတွေအကုန်လုံးပြတ်သွားတယ်အဲ့တော့ပြတ်သွားတဲ့ဟာမှာဘလို့ဘာဖြစ်ကိုပြုစုပြောထောင်ထားတဲ့ဟာကဟိုဒီစုံတွေကပြတ်စည်းသွားပြီပေါ့နော်အဲ့ဒီဟာမျိုးမှာဟိုဘယ်လောက်ထိဟိုခံစားရတယ်ကျွန်တော်တို့ဒီစောက်ခဲ့တဲ့အရာတွေအများကြီးပဲဆိုတော့အကုန်လုံးဒီမှာပျက်စီးသွားကြတာပေါ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ကဒီအရာပြောင်းနိုင်ငံကိုကောင်းစေခြင်းနဲ့ပြောင်းစေခြင်းနဲ့ကောင်းသောပြုပြင်ပြောင်းလဲမှုတွေဖြစ်စေခြင်းနဲ့အဲ့အတွက်အရသာအစိုးရဖြစ်လာတယ်မြေစုဦးဆောင်ပြီးတော့သွားနေတဲ့အချိန်မှာကျွန်တော်ကောင်းတဲ့လမ်းပေါ်ရောက်နေတာပေါ့နော်ရောက်နေတဲ့အချိန်မှာအချိုးကွေးတစ်ခုမှာကျွန်တော်တို့ဒီလူတစုကဒီစစ်အာဏာရှင်ကပေါ့နော်လက်နက်ပြချင်းချောက်ပြီးတော့အာဏာသိမ်းသွားတယ်ဒီလူအာဏာသိမ်းသွားခါမှာကျွန်တော်တို့ဒီပြည်သူလူထုတွေကဒီအာဏာရှင်ကိုအရင်ဖယ်ရှားမှရမယ်ဒီလမ်းကြောင်းကကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းကပရိုက်တာကိစ္စမှန်တယ်ဒါပေမဲ့ဒီကိုယ်နိုင်ငံကောင်းဖို့အတွက်ဆိုရင်ဒီအာဏာရှင်ကပိတ်ဆို့လိုက်ပြီဆိုတော့ဒီအာဏာရှင်ကိုအရင်ဖယ်ရှားမှရမယ်ဆိုတော့ကျွန်တော်ဒါအရင်ဖယ်ရှားမယ်ပေါ့နော်အရင်ဖယ်ရှားမယ်ကျွန်တော်တို့ရဲ့ခွန်အားတွေကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေကဒီအာဏာရှင်အမြင့်ပြတ်မှပဲကိုယ်နိုင်ငံကိုပြန်ပြီးတော့ကောင်းမွန်တဲ့လမ်းကြောင်းကိုပြန်တင်နိုင်မှာပေါ့နော်ဒီလူတွေသူရှိနေတဲ့များကာလပတ်တော့နိုင်ငံကဘယ်လိုမှကောင်းစရာမရှိဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့တိဆောက်ခဲ့တဲ့အရာတွေကတော့အကုန်ပျက်စီးသွားတယ်ပျက်စီးသွားတဲ့ဟာကိုပြန်ပြီးတော့ပြုပြင်ပြန်တိဆောက်ဖို့ဆိုရင်တော့ဒီအာဏာရှင်တို့ပယ်ကြမှာပဲဖြစ်မှာဆိုတော့ကျွန်တော်ဒါမျိုးရအောင်လုပ်မယ်ပေါ့နော်လုပ်ဖို့လည်းကြိုးစားနေတယ်လက်ရှိမှာတော့ကျွန်တော်တို့လုံးနေတဲ့လမ်းစဉ်တွေတော့အများကြီးပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ပူပေါင်းပါအောင်လည်းဟိုရတဲ့ဟာရသမျှနေလည်းကျွန်တော်တို့လုံးနေပါတယ်ခုနကပြောတဲ့ဘယ်လိုခံစားရလဲဆိုတော့ကိုယ်တိုင်တိဆောက်ခဲ့တဲ့အရာအများကြီးပြိုကျသွားတယ်ကိုယ်ရင်မဟုတ်ပါဘူးဒီလိုမျိုးကောင်းစေခြင်းတဲ့လူတွေအကုန်လုံးရဲ့စိတ်ဓာတ်တွေကအစပြိုကျသွားတယ်ပေါ့နော်ငါတို့တော့သွားပြီဆိုတဲ့စိတ်ဓာတ်တွေပြိုဒါပေမဲ့ခဏပါပဲငါတို့ပြန်လို့မှရမယ်ဆိုတဲ့အားနဲ့ပဲအခုဆိုရင်ကျွန်တော်တို့ဒီတော်လိုင်းလမ်းကြောင်းပေါ်ဆက်ပြီးတော့လုပ်နေကြတာတွေရှိပါတယ်အဲ့တော့ရှေ့ပိုင်းတော့ဆိုရင်တော့ညီလေးဒီလမ်းမော်ထွက်ပြီးတော့လူတွေကဆန္ဒထုတ်ပေါ်ကြတယ်လေအဲ့တော့လည်းညီလေးတို့တောက်လျှောက်ပါလာကြတယ်ပါလာရနေပြီးတော့အခုတဖြည်းဖြည်းနဲ့ဒီတော်လိုင်းနယ်မြေတဲ့အထိရောက်လာတဲ့ဟာပေါ့နော်အဲ့တော့အဲ့လိုအချင်းချင်းဖြစ်လာတဲ့ဟာဒီမှာကကိုမမျိုးကိုယ့်ရဲ့ဟိုစိတ်ပိုင်းဆိုင်ရာရောနောက်တစ်ခုကဒီကိုယ့်ရဲ့လုံခြုံမှုအပိုင်းဆိုင်ရာတွေဘာတွေအကုန်လုံးထိခိုက်လာလဲညီလေးကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်လမြောက်နယ်မြေတနေရာမှာရှိတယ်ပေါ့နော်ကျွန်တော်လမြောက်နယ်မြေကိုကျွန်တော်ဘာကြောင့်ရွေးချယ်ရလဲဆိုတော့ကျွန်တော်တို့ရှင်သန်ရက်တည်မှုအတွက်ရွေးချယ်ရတယ်ကျွန်တော်ရှင်သန်ရက်တည်မှုမှာရှိမှာပဲကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ကိုဟိုခြေတက်ပြီးတော့ဆက်လုပ်လို့ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလမြောက်နယ်မြေမှာရက်တည်တယ်ရက်တည်နေနဲ့ကျွန်တော်တို့ဒီလမြောက်နယ်မြေမှာရှိတဲ့စစ်ဘေးရှောင်တွေဒီမှာလာပြီးမိကိုဒီတိန်းရှောင်နေရနေရဆွတ်ခွာလာတဲ့တိုင်းသားသွေးချင်းတွေရှိတယ်သူတို့ကိုကျွန်တော်တို့ရဲ့
ဒီကျွန်တော်တို့ယုံကြည်တဲ့မိတ်ဆွေတွေယုံကြည်တဲ့ပြည်သူပြည်ပါကစေနာရှင်တွေရဲ့ကူညီမှုတွေကိုကျွန်တော်ဆက်ပြီးကူညီနေတာရှိတယ်ပေါ့နော်ဒီလွန်မြောက်နေမြေလို့သာပြောပါတယ်ကျွန်တော်တစ်ဖက်ကိုလွန်မြောက်သွားဖို့ကအရင်ကလွယ်တယ်။ဘာကြောင့်လဲဆိုတော့လက်နက်ကြီးရဲ့အန်ရီတွေဒီလေကြောင်းတိုက်ခိုက်မှုတွေကနေ့စဉ်နဲ့အမျှကျွန်တော်တို့ကြုံတွေ့နေရတယ်၊ရင်ဆိုင်နေရတယ်။အဲ့တော့ကျွန်တော်တို့လွန်မြောက်နေမြေမှာဆိုတာကကျွန်တော်တို့ဟိုအသက်ရှင်နေရေးအတွက်ရက်တည်နေရတယ်။အသက်ရှင်နေရေးနဲ့ကြိုးစားရုန်းကန်နေတဲ့ပဲတစ်ဖက်မှာလည်းကျွန်တော်တို့နဲ့တူတူကျွန်တော်တို့ဒီဘယ်လိုပြောမလဲနေရဆုံးခွာနေတဲ့လူအများကြီးပဲရှိတယ်သူတို့ကိုကျွန်တော်တို့အတူရှိပါတယ်ဆိုတော့စိတ်ခံစားချက်ဟိုစိတ်ခွန်အားပေးနေပဲကျွန်တော်တို့ရဲ့လိုအပ်ချက်တွေညော့နေအောင်ကြိုးစားနေတာရှိတယ်ကြိုးစားနေနေပဲဒီအနေနဲ့အများလုံးလာတဲ့ဒီနေရာမှာပဲကျွန်တော်တို့ဒီတိုက်ပွဲပြီးဆုံးတဲ့အသီးပေါ့နော်သွားဖို့ရည်ရွယ်ထားပါတယ်လို့အဲ့တော့ဟိုဘာဖြစ်လွတ်မြောက်နေပြီဆိုတဲ့ဟာတစ်စိတ်တစ်ပိုင်းပဲပြောရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့မြေပြင်မှာလာဟိုဒီတာဝန်ယူနေတဲ့လူတွေကဟိုဘာဖြစ်လုံခြုံအောင်လို့ဝိုင်းပြီးတော့ထိန်းထားတာရှိတယ်ဟိုဝေဟင်ကနေပြီးတော့လေရင်ကနေပြီးတော့လာပုံကျဲတဲ့ဟာတွေရှိပဲအဝေးပြစ်လက်နက်တွေနဲ့ပြစ်မယ်အဲ့ဒါမျိုးတွေကကြတော့ဘလို့မှဟိုကိုယ့်အတွက်ကလုံခြုံမှုအားနည်းတယ်ပေါ့နော်အဲ့လိုဟာမျိုးတွေမှာဘယ်လောက်ထိဆိုးဆိုးဝါးဝါးတွေကြုံလာဘူးလဲနေတယ်ကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ရွာဆိုရင်ဘုံကျဲခံရတယ်ဒီပေါင်900ဘုံတွေလာချတယ်ဟိုလက်နက်ကြီးမထင်လို့ပေါ့နော်ပြစ်ကြတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီဘုံခုချင်းတွေတူးထားရတယ်ပေါ့နော်လက်နက်ကြီးပေါင်းစိုးတစ်လုံးမှာလွတ်ရင်တော့လွတ်တယ်ပေါ့ပေါင်းစိုးတစ်လုံးမှာလက်နက်ကြီးလာကျပြီဆိုရင်ဘယ်နေရာကျမှမသိဘူးလက်နက်ကြီးကကျွန်တော်ရှောင်လို့မရဘူးကိုတက်တက်ကျရင်တော့အမှန်ကျွန်တော်တို့သိပြီပေါ့အဲ့လိုမျိုးဆိုလက်နက်ကြီးကျပြီဆိုရင်ကျွန်တော်အိယာချိုးရတယ်ဆိုရင်ဘုံခုချင်းတော့ပဲအိတ်ခဲ့ရတဲ့နေရာမျိုးတွေရှိမယ်ဘုံခုချင်းတို့အပြေးလွှားသွားကြရမျိုးရှိတယ်ပေါ့အဲ့လိုပုံစံမျိုးတွေဖြတ်တန်းနေရတာပေါ့ဒါကတော့ဟိုဘယ်နေ့မှာဘယ်လိုဟိုလုံမြောက်သွားမယ်ဆိုတော့မသိနိုင်တဲ့အနေအထားတွေတော့ရှိပါတယ်လေကြောင်းတိုက်ခိုက်မှုဆိုတာလည်းကျွန်တော်တို့ဟိုမထင်သလိုဟိုအရသာဒီတော့တောက်လျှောက်ပေါ့နော်တိုက်ခိုက်နေတာတွေမျိုးတွေရှိတယ်ကျွန်တော်တို့ဘက်မှာတော့ဟုတ်ကဲ့ပါတခါလေကျတော့လူတွေရဲ့စိတ်ပေါ့နော်အချိန်ကာလပေါ်မှာမူတည်ပြီးတော့ပြောင်းသွားတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့ဒါဥမာဖြင့်ထဲဝင်ပါလာကြတယ်အချိန်တွေတစ်ခုရောက်တဲ့ခါကျတော့စိတ်ပြတ်သွားရတယ်ပြီးတဲ့ခါကျတော့ကိုနေ့စဉ်နေထိုင်နေရတဲ့ဘဝကိုမကျင်တတ်တဲ့ဟာတွေဖြစ်လာတယ်အဲ့ဒါမျိုးတွေပေါ့နော်အဲ့လိုဟာမျိုးတွေကြတော့တချို့ကြတော့ဒါနောင်တရတတ်တဲ့ဟာတွေပေါ့နော်အဲ့တော့ငါဒီလိုသာမလုပ်ခဲ့ရင်ကောင်းသားတို့ဟုတ်လားငါဒီလိုသာဟိုဒီလမ်းကိုမရွေးခဲ့ရင်ကောင်းသားတို့ပါတော့အဲ့လိုဟာမျိုးဖြစ်မိတယ်လားကျွန်တော်တို့အနေနဲ့တော့ဟိုနောင်တရဖို့ရလို့တော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ခုနပြောသလိုပေါ့ငါတို့လူစိတ်တဘာဝအရာပေါ့နော်ဟိုငါတို့ကြီးပဲပင်ပန်းနေတာလားငါတို့ကြီးပဲလုံးနေရပါလားဆိုပြီးအတွေးမျိုးတစ်ခါတည်းကဝင်မိတာတော့ရှိတယ်ဒါပေမဲ့ဒီအတွေးမျိုးဝင်မိတာမျိုးရှိတဲ့ခါကျတော့ပြန်ပြီးတော့ဘယ်လိုမျိုးတွေပြန်ခွန်အားကိုပြန်ယူပြလဲဒီဘယ်လိုစိတ်နဲ့ရှေ့ဆက်ဖြစ်လဲဆိုတော့ကျွန်တော်တို့ထက်အများကြီးပိစက်နေရတဲ့လူတွေကျွန်တော်တို့ကပေးဆက်တာမဟုတ်ဘူးပေါ့နော်ရွေးချယ်ထားတယ်ဒီလမ်းကိုငါတို့ရှောင်မယ်ငါတို့ဒီခီးလမ်းကိုငါတို့ဆုံးအောင်ရှောင်မယ်ငါတို့ပါဝင်မယ်ပတ်သက်မယ်ဆိုတဲ့စိတ်နဲ့ပဲဒီလမ်းကိုရှောင်နေတယ်ဆိုတော့ကျွန်တော်တို့ထက်အများကြီးဆုံးရှုံးထားတဲ့လူတွေရှိတယ်တချို့တွေဆိုရင်ကိုလက်အင်ကအမိဘကကိုလက်အင်ကဆုံးလေးနဲ့မွေးထားပြီးတဲ့လူတွေမိဘဟိုကိုလက်အင်ကမပါတော့တဲ့လူတွေအများကြီးပဲသူတို့ရဲ့ဆုံးရှုံးမှုကပြန်ဖြည့်လို့မရနိုင်ဘူးနောက်တစ်ဖက်ခြေတစ်ဖက်ပြတ်သွားတဲ့လူကိုခြေတစ်ဖက်ပြန်အစားထိုးဆိုတာဘယ်လိုမှမရနိုင်ဘူးဒါအစားထိုးလို့မရတဲ့ဆုံးရှုံးမှုပဲသူ့တို့တော့ဘယ်လိုမျိုးဆိုတော့သူတို့တော်မှဒီခန္ဓာကိုယ်ဟိုအစိပ်ပိုင်းတွေပေးဆက်ထားရတယ်အသက်တွေဘဝတစ်ပါးကိုပြောင်းသွားတယ်အသက်ဆုံးရှုံးရတဲ့လူတွေအများကြီးပဲဟိုတချို့ဆိုရင်ကျွန်တော်တို့ဒီနှစ်ရှည်လာများပေါ့နော်ဒီကျွန်တော်တို့ဟိုမတရားဖန်ဆီးခံထားရတဲ့လူတွေအများကြီးပဲသူတို့ကဘယ်တော့လွတ်မလဲဆိုကျွန်တော်တို့နိုင်မှသူတို့လွတ်မှာငါတို့တာတို့နေမယ်အဆင်ပြေတို့နေမယ်တကူစားလွတ်မြောက်မှုဆိုတာဒီလူမျိုးပေါ့နော်ဦးစားပေးမယ်ဆိုရင်ဒီလူတွေရဲ့ဘဝအများကြီးပဲဟာလွတ်မြောက်နိုင်မှာမဟုတ်ဘူးကိစ္စထားပြီးသားဆုံးရှုံးထားပြီးသားရဲ့လူတွေကိုကျွန်တော်တို့ဘယ်လိုပြောမလဲမတရားကြမယ်အဲ့တော့ပဲကျွန်တော်တို့ဒီစိတ်နဲ့ပဲငါတို့ရက်လို့တော့မရဘူးငါပါမှဖြစ်မယ်ဆိုတဲ့စိတ်တော့တစ်ခါမှမတွေ့ဘူးငါပါရင်တော့ဒီလိုမျိုးလေးတွေကပို့ပြီးတော့လိုအပ်တဲ့နေရာလေးတွေနည်းနည်းပါးပါးဖြည့်နိုင်မယ်ဆိုတဲ့အတူနဲ့ပဲကျွန်တော်တို့ဒီမြေပြင်မှာနေပြီးတော့ပဲဒီစူးစမ်းရုံးကန်နေတာအဲ့တော့အဓိကကတော့ဒီလိုအများအတွက်ကိုဟိုကိုလည်းကိုနိုင်တဲ့ဘက်ကနေတော့ပါမယ်ဆိုတော့တွန်းအားနဲ့ပေါ့နော်တွန်းအားနဲ့နေကြတယ်အဲ့တော့ဟိုကိုရောက်နေတဲ့အခုဒီကရင်နေနယ်မှာဆိုလို့ရှိရင်ဟိုအရင်တုန်းကဟိုမဖြစ်မတွေးထားဘူးတဲ့ဟာမျိုးတွေအရင်တုန်းကဟိုတိမထားဘူးတဲ့ဟာတွေကဘာတွေညာဟိုဒီလေးအတွက်အဲ့လိုဟိုမဖြစ်စိတ်ထဲမှာမှတ်ရမှတ်တာတွေဖြစ်လာတယ်ကျွန်တော်တို့ခုနပြောလို့တော့ကျွန်တော်တို့တကယ်တော့တိုင်းသားဒေသအကြောင်းတွေအများကြီးသိမနေဘူး။အားကြောင့်လဲဆိုတော့ကျွန်တော်တို့ရန်ကုန်မှာနေတယ်ရန်ကုန်မှာကြီးတယ်တိုင်းသားဒေသတွေကိုကျွန်တော်တို့ဒီအားလည်းရက်တွေမှာခရီးသွားတာမျိုးရှိတယ်ပေါ့နော်။အရင်တုန်းကဒီကျွန်တော်တို့တိုင်းသားတွေကဗမာဆိုရင်
ည်းဟိုဖြစ်တယ်ပေါ့နော်ဟိုမပြေဘူးရှိတယ်ဘာကြောက်လဲဆိုတဲ့ဟာအခုကျွန်တော်မြန်မာတဲ့နေမြင်ရတယ်ဘာကြောက်လဲဆိုတော့သူတို့ဗမာနဲ့စစ်တပ်နဲ့ခွဲပြီးမသိနေကြဘူးဒီစစ်တပ်ရဲ့ရုံးမာမှုရိုင်းဆိုင်မှုတိုင်းရင်းသားတွေကနှစ်ရှည်လာများခံကြရတယ်အဲ့တော့လည်းကျွန်တော်တိုင်းရင်းသားတွေကိုအင်မတန်အားနာရတယ်သူတို့ကျွန်တော်တို့ဒီဗမာတွေကြောင့်မဟုတ်ပါဘူးလူလူစုကြောင့်ပေါ့နော်ဒီရုံးမာရိုင်းဆိုင်တဲ့အာနာရှင်လူလူစုကလူလူပြုတ်မှုနေတယ်ဆိုတာကိုသူတို့အခုလည်းသူတို့တော်တော်လေးကိုကိုပဲတော့သိလာကြပါပြီအဲ့တော့ကျွန်တော်တို့အားလုံးကဒီတိုင်းရင်းသားဗမာဆိုတာမျိုးဗမာဆိုတဲ့တိုင်းရင်းသားပဲပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့ဟိုအများတော်တော်များများလည်းလက်ခံလာကြတယ်သိလာကြတယ်တယောက်နဲ့တယောက်ကျွန်တော်တို့တဲတဲဝင်နဲ့စုစုစီဖြစ်လာကြတယ်ကျွန်တော်တို့ဒီလွမြောက်နေမီဟို queen ကိုရောက်ပြီးတဲ့အချိန်မှာပေါ့ဒီနေရာတွေကတကယ်ဆိုရင်ဒီလောက်ထိမဖွံ့ဖြိုးပဲမနေသင့်တော့ဘူး။ဘာကြောင့်လဲဆိုတော့ဒီတိုင်းသားဒီပြည်သူ့ဆိုရလက်ထက်မှာဆိုရင်နံပါတ်ဆက်သွယ်ရေးတွေကောင်းလာတယ်။မီးတွေလျှက်စစ်မီးတွေရေရရှိမှုတွေနံပါတ်ဆက်သွယ်ရေးတွေကိုအထိုက်လျောက်ရအောင်စူးစမ်းပြီးထားတာတွေတွေ့ရတယ်။တချို့ project တွေဆိုရင်တန်းတန်းအာနာသိန်းလိုက်လို့ရေမရတော့တဲ့ကြေးရွာတွေအများကြီးပဲ။မီးမလင်းတော့တဲ့နေရာတွေအများကြီးပဲ။ဒီလျှက်စစ်မီးနဲ့နံပါတ်ဆက်သွယ်ရေးကကောင်းမွန်နေမယ်ဆိုရင်ဒီတိုင်းသားတွေကဖွံ့ဖြိုးမှုကကျွန်တော်တို့ပြည်မနဲ့ဒန်းလူဖြစ်စေချင်တာကျွန်တော်တို့ကလေဒါအများကြီးနောက်ကျနေကြတဲ့တိုင်းသားတွေသားတွေအဲ့တော့ကျွန်တော်အင်မတန်ကိုအားနာမိတယ်ဒီလိုမျိုးသာကျွန်တော်ရသားအစိုးရသာဆက်ပြီးတော့ရှိသေးမယ်ဆိုရင်ဒီနေရာတွေကဒီတက်ပို့ပြီးတော့တိုးတက်တဲ့နေရာတွေပေါ့နော်အဲ့တော့ဟိုစိတ်အင်မတန်မကောင်းဖြစ်ရတယ်ဒီလိုမျိုးနောက်လာမဲ့ကျွန်တော်တို့ရသားအစိုးရလည်းကြမှာဆိုအားလုံးတပြေးညီဖွံ့ဖြိုးဖို့တိုးတက်ဖို့ကျွန်တော်တို့ဟိုဝိုင်းဝန်းကြိုးစားဖို့လိုနေတာလေးကျွန်တော်သိရတယ်အဲ့တော့ညီလေးတို့ဒီကိုရောက်ပြီးတဲ့အခါကျတော့မှဟိုကူနိုင်တဲ့ဟာလေးတွေပေါ့နော်အဲ့ဒါဘာတွေကူနိုင်တယ်လဲပြီးတော့ဟိုစိတ်စေနာရှိတဲ့အဝေးရလူတွေဆိုလို့ရှိရင်လည်းညီလေးတို့ဘာတွေလှမ်းပြီးတော့အဝေးကနေကူပေးနိုင်တယ်လဲပေါ့နော်အဲ့ဒါလေးတွေနည်းနည်းပြောပြပါလားကျွန်တော်တို့အနေနဲ့ကတော့ client ကိုအနေနဲ့ကတော့ဒီစပေးဆောင်နေရဆုံးကဒီသူချင်းတွေနဲ့အတူတူရှိနေပါတယ်ကျွန်တော်တို့ပေးနိုင်တာကကျွန်တော်တို့ဆောင်ရွက်နိုင်တာကကိုကာယအားဆောင်ရွက်နိုင်တယ်ကျွန်တော်တို့ကိုပံ့ပိုးတဲ့ပြည်သူပြည်ပကစေနာရှင်တွေကြောင့်ပဲကျွန်တော်တို့ဒီနေရာမှာတောက်ကြကြရက်တည်နိုင်တာပေါ့နော်ပေကြတာတစ်ခုကကျွန်တော်တို့ကိုပံ့ပိုးကူညီတဲ့ပြည်သူပြည်ပကဒီစေနာရှင်တွေရဲ့ဒီတရားတရားတွေစိတ်စေတနာတွေကအလဟတ်တမဖြစ်စေရဘူးလိုတဲ့လူတွေရဲ့လိုအပ်ချက်ယွန်နေအောင်ကျွန်တော်တို့ပြုမှုပေးမယ်ဆောင်ရွက်ပေးတယ်ဆောင်ရွက်နေတယ်ပေါ့နော်အဲ့အတွက်ဟိုကျွန်တော်တို့ဒီ client ကိုရဲ့ Facebook စာမျက်နှာမှာဆိုတော့ကျွန်တော်တို့အများနဲ့ update တွေတင်ထားတယ်ကျွန်တော်တို့အဓိကတော့အတိုင်းသားတွေဒီနေရက်ဆုတ်ခွာလာတဲ့အချိန်မှာလိုအပ်ချက်တွေပေါ့လိုအပ်ချက်တွေတော့အများကြီးပဲတကိုယ်သောပစ္စည်းတွေလိုတယ်စားနေခိုင်လိုတယ်အခုဆိုရင်အချိန်ကြာလာတဲ့အများလုပ်ငန်းအလုပ်ကအခွင့်အရေးဘာမှမရှိဘူးမရှိတဲ့အတွက်ဒီပြည်သူပြည်ပအဖွဲ့အစည်းတွေကိုမှီကူနေကြရတယ်ပြည်တွင်းကဒီဒေသခံအဖွဲ့အစည်းတွေကဝိုင်းဝန်းကူညီသလိုပဲကျွန်တော်ပြည်ပကဒီမိတ်ဆွေတွေရတယ်ဝိုင်းကူညီကြရရှိတယ်သူတို့ရဲ့စားနေခါတွေစားနေခါအခက်အခဲတွေကိုဖြေရှင်းဖို့ပြီးတော့နေအိမ်ဟိုယာယီပေါ့နော်ယာယီမိုးကာကိစ္စတွေကျမရေးဆောက်ရှောက်မှုတွေကျွန်တော်တို့ကတော့ဒါတွေကိုအလင်းသိတယ်လို့ပေါ့နော်အများနဲ့နေစဉ်ကတော့ကူနေရလေးရှိတယ်ကျွန်တော်တို့သူတို့ရဲ့အာဟာရဒါနအာဟာရဘိုင်ကူတာလေးရှိတယ်ကျမဆောက်ရှောက်မှုဘိုင်ကူတာလေးရှိတယ်အဲ့လိုမျိုးလေးတွေဝိုင်းဝန်းပြီးတော့ကျွန်တော်တို့နဲ့တူတူကူမပေါအောင်လို့ရတယ်ကျွန်တော်တို့ကကိုစားပေါ့နော်ဒီနေ့ပြပါစေနာရှင်ကိုစားကျွန်တော်တို့ဆောက်ရွက်ပေးနေတာလေးရှိတယ်အဲ့တော့ကျွန်တော်တို့ချီကိုလာပြီးတော့ဟိုပူပေါင်းလို့ရတယ်ပေါအောင်လို့ရတယ်ဆိုတာလေအဓိကပြောချင်တာပေါ့နောက်တစ်ခုပေါ့အဲ့တစ်ခုကတော့ဘာလဲဆိုတော့ဒီဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့ညှော်လင်းချက်ပေါ့ဒီဒေါ်လာရင်းနိုင်ဝင်နိုင်ရမယ်ဆိုတဲ့စိတ်မျိုးပေါ့နော်အဲ့ဒါမျိုးကဘယ်လောက်ထိကိုယ်စိတ်ထဲမှာသိကြတာလဲကျွန်တော်တို့ဒီဒေါ်လာရင်းကနိုင်မှဖြစ်မယ်နိုင်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ပဲအားလုံးပါဝင်နေကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အချိန်ကြာလာတော့လူတွေရဲ့ခန္ဓာရည်တွေကြောလာကြတယ်စောစောရည်တွေအားနေလာကြတယ်ပေါ့နော်ဒါကလည်းဖြစ်တာရှိတဲ့အလေးထားပါပဲအဲ့တော့ကျွန်တော်တို့လက်ရှိမှာဆိုရင်ဒီတော်လိုင်းမှာပေါင်းနေကြတဲ့လူကဘယ်လောက်ရာခိုင်နှုန်းရှိရတော့ကျွန်တော်ပြန်သုံးသပ်တဲ့အခါမှာကျတော့ရှိသေးတယ်ကြံသေးတယ်ဒါပေမဲ့ဟိုကျွန်တော်တို့ဆက်လက်ပြီးတော့တောင်းခံထားဖို့လိုနေတယ်ပေါ့နောက်ပြီးတော့ကျတော့ကျွန်တော်တို့မိခဲပြဖုံးလိုမျိုးလူတွေလည်းရှိတယ်အချိန်တစ်ခုစောင့်နေတဲ့လူတွေပေါ့နော်နည်းနည်းလေးအားကောင်းလာရင်ဝင်ပြီးတော့ထပ်ပြီးတော့တွန်းပေးမဲ့လူတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတော်လိုင်းပဲပြောရမှာပြည်သူတော်လိုင်းရေးကအားကောင်းနေတဲ့အခြေအနေမှာရှိတယ်ဆက်လက်ပြီးတော့အားကောင်းဖို့ဆိုရင်ထပ်ပြီးနည်းနည်းလေးအင်လိုက်အားလိုက်ပေါင်းပြီးဖို့လိုပါတယ်ကျွန်တော်တို့သွားတဲ့ခရီးကမာသွန်ပြည့်ဝက်လိုပဲတော်တော်လေးဝင်းဝင်းကိုသွားရတာဆိုတော့အားရုပ်ကုန်လာတဲ့လူတွေရှိတဲ့အတွက်အားကုန်ရင်ကျွန်တော်တို့ဘေးကိုမထွက်ပြစ်လိုက်နဲ့ပေါ့နော်လမ်းကြောင်းရရဲ့ဘေးကိုမထွက်ပြစ်လိုက်ပဲနဲ့ဖြည်းဖြည်းမှန်မှန်လေး
တော့ရှောက်ဖို့လိုတယ်ပန်းတိုင်ကမြင်နေရပါပြီရှောက်ဖို့လိုနေတာပေါ့နော်အဲ့တော့အားလုံးပေါင်းပြကြပါကျွန်တော်တော်လိုင်းရနိုင်မှာကျွန်တော်တို့နိုင်ဖို့အတွက်လည်းအားလုံးကဝိုင်းဝန်းကြိုးစားနေရလေးရှိတယ်အဲ့တော့မဝေးတော့တဲ့အချိန်မှာနိုင်မယ်ကျွန်တော်တို့ဘယ်အချိန်ဖြစ်မလဲအချိန်ကာလအတူအရှိဖြစ်ဖို့အတွက်ကတော့ပူပေါင်းပေါင်းနေတဲ့လူတွေရဲ့စိတ်ပေါင်းတဲ့အလျောက်ပေါ့နော်အချိန်ကကြုံသွားမယ်လို့ကျွန်တော်သုံးသပ်ပါတယ်အခုအမြင်အရဆိုရင်လည်းဒီဒေါ်လာရေးကသူကနိုင်မလားရှုံးမလားအများအားမေးကြပြီဆိုလို့ရှိရင်သူကဒီပွဲကမနိုင်မချင်းမပြီးဘူးအဲ့တော့နိုင်ဝင်နိုင်မှာပေါ့နော်အဲ့တော့ဒီပွဲဒေါ်လာရေးပြီးသွားပြီဆိုလို့ရှိရင်လည်းဒီတိုင်းပြည်ထူထောင်ရေးလို့ပေါ့ဒါမျိုးတွေပါလာမယ်အဲ့လိုကာလာမျိုးတွေကြရင်ဘာလုပ်မလဲဆိုတာကိုစဉ်းစားထားသေးတယ်ကျွန်တော်တို့ပွင့်လင်းပြောရရင်ကျွန်တော်တို့အရှိကိုကျွန်တော်အများကြီးမျှော်ပြီးကြည့်လို့မရဘူးဗျာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တရချင်းသွားကြတယ်ဒီရက်မှာနှစ်ဖြန်သိမလားခဏလေးပဲသိမလားဆိုတော့မသိနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်အနေနဲ့များတဲ့နေရာမှာနေရတဲ့အတွက်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ရင်ထဲမှာတော့မျှော်လင့်ချက်ရှိတယ်။ကျွန်တော်မျှော်လင့်ထားတဲ့အရာကတော့ကိုယ်တိုင်းပြည်ဒီတက်ပို့ပြီးတော့ကောင်းစေခြင်းတယ်။အဲ့တော့ကောင်းအောင်လုပ်တယ်ကျွန်တော်တို့ဒီအုပ်စိုးထားတဲ့မကောင်းတဲ့လူတို့ဆိုကျွန်တော်ဖယ်ရှားကြမယ်။ဘာမှဖယ်ရှားကြမယ်ဆိုတဲ့အားနဲ့ကျွန်တော်လုပ်ကြတယ်ပေါ့။ကျွန်တော်လေးချက်ကတော့တော်လန်ရေးပြီးသွားတဲ့အခါမျိုးမှာပေါ့နော်ကျွန်တော်တို့ခုနကသုံးရှုံးခဲ့ရတဲ့လူတွေနင်နာခဲ့ရတဲ့လူတွေအများကြီးပဲဒီလူတွေကိုကျွန်တော်တို့ဘာလို့ပြန်ပြီးအစားပေးထိုးလို့ရမလဲပြန်ပြီးတော့အကုန်လုံးတော့ပြန်အစားဖြည့်ပေးနိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့ထိခိုက်မှုတွေနင်နာမှုတွေအတွက်ကျွန်တော်တို့ပြန်ပြီးအကောင်းဆုံးပေါ့နော်ပြန်လုပ်ပြီးဖို့လိုအပ်တယ်အများကြီးပဲကျွန်တော် CBM မိသားစုတွေရှိမယ်ကိုလည်းအင်္ဂါဆုံးရှုံးသွားတဲ့လူတွေရှိမယ်ချစ်ခင်လူတွေဆုံးရှုံးသွားတဲ့လူတွေအများကြီးပဲဒီလူတွေအတွက်ကျွန်တော်တို့ပြန်ဖြည့်ဆည်းပေးရမှာအင်မတန်များပါတယ်ဒါပေမဲ့တိုင်းပြည်ထူထောင်ရေးကိစ္စတွေအများကြီးပဲအဲ့တော့ကျွန်တော်တို့ကျွန်တော်တကူစာအရာတော့ဒီတော်လန်ရေးအောင်ပြီးသွားတဲ့အချိန်မှာတိုင်းပြည်ထူထောင်ရေးရဲ့တထောင်တနေရာမှာကျွန်တော်ရှိနေတော့အသက်ရှင်နေသေးတယ်ပေါ့နော်ကျွန်တော်အသက်ရှင်နေသေးရဆိုရင်ကျွန်တော်တထောင်တနေရာမှာတော့ကျွန်တော်ရဲ့ခွန်အားကျွန်တော်ရဲ့ကိုယ်စမ်းညွှန်စမ်းကတော့အပြည့်အဝထပ်ပြီးအသုံးချသွားမှာလို့ကျွန်တော်ကတော့ညွှန်နေထားပါတယ်ဗျရှင်းတန်းနေမှာပါနေလေဘာဖြစ်ဆိုတော့အားလုံးကမေတ္တာထားကြတာပဲလေကိုလည်းကိုမေတ္တာနဲ့လုပ်ကြတယ်ဆိုတော့ဒီဘေးဥပကတော့ကင်းပါပါအဲ့တော့တခြားဘာပြောချင်စရာရှိလဲအဓိကတော့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကဘုံရန်သူရှိတယ်ပန်းနိုင်ရှိတယ်ဘုံရန်သူကိုရှင်းပြီးကျွန်တော်ပန်းနိုင်ကိုရောက်သွားရမယ်အဲ့ဒါဂျားမှာဖြစ်လာတဲ့အခက်အခဲတွေကတော့မျိုးစုံရှိမယ်တယောက်နဲ့တယောက်ကျွန်တော်တို့ခန္ဓာရည်တွေမတူဘူးစောင်းဆောင်ရည်တွေမတူဘူးဒါတွေကကျွန်တော်တို့အပြစ်တင်ပြီးပြောရမယ့်ကိစ္စတွေမဟုတ်ဘူးခန္ဓာရည်ရှိရင်ပို့ပြီးတော့ရှိသလောက်ယုံပေးကြပါစောင်းဆောင်ရည်ကောင်းတဲ့လူကစောင်းဆောင်ရည်ကောင်းသလောက်ယုံပေးကြပါဘောနော်အဲ့တော့ကျွန်တော်တို့ကခုနကျွန်တော်အများနဲ့မိတ်ဆွေတွေပြောပြတယ်ကျွန်တော်တယောက်နဲ့တယောက်ခန္ဓာရည်စောစောရည်မတူတဲ့အချိန်မှာကိုမညာဖို့နဲ့ကိုမညာဖို့အရေးကြီးတယ်ကျွန်တော်တို့ကအုတ်ခဲနှစ်ခဲတော့တင်နိုင်တဲ့လူက60ခဲအသေးလေးတော့တင်နေလို့အဆင်မပြေဘူးပေါ့နော်မြန်မပြီးဘူးပေါ့ကျွန်တော်တို့ကတိုက်အိမ်တစ်လုံးစောင့်နေတယ်လို့ပဲဒီနေရာတွေပြောခုနေရာကျွန်တော်အုတ်ခဲ5ခဲအုတ်ခဲအလုံး100 200တင်ရမှာဒါပေမဲ့ကျွန်တော်တို့အုတ်ခဲကိုတစ်ခါတင်5လုံးတော့တင်နိုင်တဲ့လူကโอเคအုပ်ပိုင်းကျိုးလေးတော့တော့တည်လိုက်60ခဲတော့တည်လိုက်ဆိုရင်ဟာကြာနေတာပေါ့နော်အဲ့တော့ကျွန်တော်တို့โอเค5ခဲတည်နိုင်တယ်လို့โอเค5ခဲလုံးတာတစ်ခါလေးမှာပြီးတည်ပြီးမှဆိုရင်မြန်လေးပြီးသွားမယ်အဲ့တော့အားလုံးကကိုညာမနေဖို့အရေးကြီးတယ်အဲ့ဒါလေးကိုဒါပူပေါင်းပေါက်ဆောင်ရွက်ကြမယ်အင်းနဲ့အားနဲ့လုံးကြမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ရမဝေးပါဘူးဗျာအကြိုင်ရောက်လာတော့စားစားအဆင်ပြေပါ